ဖခင်ဆုံးပြီးနောက်မှာတော့ကောင်မလေးကိုဖခင်ရဲ့အရင်းနှီးဆုံးတငယ်ချင်းတယောက်ကစောင့်ရှောက်ပေးဖို့ခေါ်ယူသွားခဲ့ပါတယ်။ဒါပေမဲ့သူမအဲ့ဒီအိမ်ကိုရောက်တဲ့နေ့ကစပြီးအရာအားလုံးကထင်ထားသလိုမလွယ်ကူခဲ့ပါဘူး။အိမ်ရှင်ဦးလေးရဲ့သားကသူမကိုဖခင်ရဲ့မတန်ရှင်းတဲ့သမီးလို့အထင်မှားသွားခဲ့တာပါ။ပထမဆုံးတွေ့တဲ့အချိန်မှာကောင်မလေးကရင်ကျေးနှုတ်ဆက်ခဲ့ပေမဲ့ကောင်လေးကတော့မျက်နှာတင်းတင်းနဲ့ဘာမှမပြောဘဲကိုယ်ခန်းထဲတန်းဝင်သွားခဲ့ပါတယ်။အခန်းတက်ဖို့လုပ်နေတော့ကောင်လေးကလေကားနားမှာတားလိုက်ပါတယ်။သူကအေးဆက်တဲ့မျက်နှာနဲ့အိမ်မှာငါနဲ့ဝေးနေ။ကျောင်းမှာလည်းငါ့ကိုတိတယ်လို့မပြောနဲ့လို့သတိပေးခဲ့ပါတယ်။ကောင်မလေးကသူတကယ်မုန်းတယ်လို့ထင်ပြီးတိတ်လေးသဘောတူလိုက်ပါတယ်။အဲ့ဒီညမှာပဲသူမတယောက်တည်းအပြင်ထွက်ပြီးနေ့စဉ်သုံးပစ္စည်းတွေဝယ်ဖို့သွားခဲ့ပါတယ်။ဒါပေမဲ့ဖုန်းကြကွဲသွားပြီးလမ်းလဲပြောက်သွားခဲ့တယ်။မှောင်မိုက်တဲ့လမ်းကြားထဲမှာတယောက်ရောက်လိုက်နေသလိုခံစားရလို့ကြောက်လန့်နေချိန်ရုတ်တရက်ပခုံးကိုလာထိလိုက်တဲ့လက်တစ်ဖက်ကြောင့်လန့်သွားခဲ့ပါတယ်။ပြန်ကြည့်လိုက်တော့အဲ့ဒီလူကကောင်လေးဖြစ်နေတယ်တကယ်တော့သူမပျောက်သွားမှဆိုလို့တိတ်လေးလိုက်လာခဲ့တာဖြစ်ပြီးအရင်ကပြောခဲ့တာတွေအတွက်လည်းတောင်းပန်ချင်နေတာပါ။နောက်ပိုင်းကောင်မလေးကသူ့ကိုအပြင်ထွက်စားဖို့ဖိတ်လိုက်ပေမဲ့သူ့တငယ်ချင်းတွေပါလာခဲ့ပါတယ်။တငယ်ချင်းတွေကနောင်ကြရင်ညီမလေးကိုငါတို့ကောင်းကောင်းစောင့်ရှောက်ပေးမယ်လို့စောင့်နောက်လိုက်ချိန်မှာတော့ကောင်လေးရဲ့မျက်နှာကချက်ချင်းမတာမယာဖြစ်သွားခဲ့ပါတယ်။အိမ်ပြန်လမ်းမှာတော့သူကခြေထောက်နာရဲဆိုပြီးကောင်မလေးကိုတွဲခိုင်းခဲ့ပေမဲ့အိမ်ရောက်တော့မှအဲ့ဒါအားလုံးဟန်ဆောင်ထားတာမှန်သိလိုက်ရပါတယ်။နောက်နေ့ကျောင်းသွားစည်းရင်းသွင်းတဲ့အချိန်မှာပိုပြီးအံ့ဩစရာဖြစ်သွားပါတယ်။ကောင်လေးကသူမရဲ့အတန်းဖော်တာမကထိုင်ကုန်ပါတူနေခဲ့တာပါ။သူပြောထားတဲ့စီကန်းတွေကိုသတိရလို့ကောင်မလေးကမသိသလိုပဲနေခဲ့ရပါတယ်။ဒီအချိန်မှာတော့မိန်းကလေးတော်တော်များများကကောင်လေးကိုအချိုရည်တွေလာပေးကြပါတယ်။သူမကိုလည်းအတန်းဖော်တွေကဘောလုံးကွင်းထဲတွန်းပို့လိုက်ကြချိန်ရုတ်တရက်ဘတ်စကတ်ဘောတစ်လုံးသူမစီတိုက်ရိုက်ပြန်လာပါတယ်။အရေးကြီးတဲ့အချိန်မှာကောင်လေးကလက်တစ်ဖက်နဲ့ဖမ်းကာကွယ်ပေးလိုက်တာပါ။သူ့တငယ်ချင်းတွေကတော့နှစ်ယောက်ကိုစနောက်ပြီးလက်ထဲကအချိုရည်ကိုဘသူ့ကိုပေးမှလဲလို့မေးကြပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့ဘာဆိုလို့ချင်းမန်းကောင်မလေးသဘောပေါက်သွားပြီးအမြန်ပဲအနားကတခြားတစ်ယောက်ကိုအချိုရည်ပေးလိုက်ပါတယ်။ကောင်လေးရဲ့မျက်နှာကတော့ချက်ချင်းပဲမှောင်သွားခဲ့ပါတယ်။ညဘက်ရေတောက်ဖို့ဆင်းလာတဲ့အချိန်မှာတော့ကောင်လေးကသူ့ခွေးကိုလှေကားနားမှာတမင်ထားခဲ့ပါတယ်။ကြောက်လန့်နေတဲ့ကောင်မလေးကိုကြည့်ပြီးသူကတကားပေါင်ကိုမိကပြုံးဆဆနဲ့အကိုလို့ခေါ်ရင်ခွေးကိုဖယ်ပေးမယ်လို့ပြောခဲ့ပါတယ်။နောက်ဆုံးမတက်တာတော့ပဲအကိုလို့ခေါ်လိုက်မှသူကျေနပ်ပြီးထွက်သွားခဲ့ပါတယ်။နောက်ပိုင်းဆရာမကအချင်းချင်းစာကူတင်ခိုင်းတဲ့အချိန်မှာကောင်မလေးကသူ့အင်္ဂလိပ်စာမကောင်းဘူးလို့ထင်ပြီးကူတင်ပေးဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးကသူမကသူ့ကိုလှောင်နေတယ်လို့ထင်ပြီးလှည့်ထွက်သွားခဲ့တယ်။တလကြာပြီးလစဉ်စာမေးပွဲရလက်တွေထွက်လာချိန်မှာတော့ကောင်မလေးကထုံးစံအတိုင်းပထမရသူနာမည်ကိုလိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့အပေါ်ဆုံးနေရာမှာရှိနေတာကကောင်လေးရဲ့နာမည်ဖြစ်နေပြီးသူမကဒုတိယနေရာသာရခဲ့ပါတယ်။အဲ့ဒီအချိန်ကျမှသူမနားလည်သွားခဲ့တာကတကယ်တမ်းအလိန်ခံထားရသူကသူမကိုယ်တိုင်ပဲဖြစ်နေခဲ့တာပါ။